ဆောင်းကိုအစစရစိတ်ချမယ်လို့ဆောင်းကိုပြန်လာတဲ့အချိန်လေးကိုပေါ်တဆရှိရှိစောင်းနေပေးပါလို့ဆောင်းစိတ်ချပါကိုရဲ့ကိုပြန်လာတဲ့အထိတဆရှိရှိနဲ့စောင့်နေမှာပြီးတော့ကိုအထင်မှန်မှန်ဖုံးဆက်နော်ကိုပြန်လာတာကိုစောင့်မျှောနေမှာကိုတော်ရမယ်လို့ဆောင်း